sin theta က root 2 by 2 theta က acute angle exact value ဆိုတော့ cos theta tangent theta ဒါတွေရှာပေးပါတဲ့အဲ့တော့ sin theta တဲ့ right angle triangle မှာ angle theta ရှိမယ်ဒါက right angle နော် right angle နဲ့မျက်နှာချင်းဆိုင်အနားဒီ hypotenuse cos theta နဲ့မျက်နှာချင်းဆိုင်အနားကိုကျွန်တော် opposite side လို့ခေါ်ခဲ့တယ်ကပ်လျက်အနားကို adjacent လို့ခေါ်ခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီ trigo ratio 6ခုက OA OA HH HH AO AO ပေါ့နော်အဲ့ရှင်းဆုံးက sin cos အဲ့တော့ sin theta တဲ့ sin theta က root 2 by 2တဲ့အဲ့တော့ sin theta sin က O by H ဆိုတော့ O က root 2ပေါ့နော် H ကကြတော့5ပေါ့ဟုတ်လားဒါဆို adjacent ကိုလိုချင်တယ်ဆို Pythagoras theorem အရာထောင်းမှန်ကန်အနားနှစ်ထပ်ထဲကနေကျွန်တော် root 2 square ကိုနှုတ်မယ်နော်ဒါဆိုရင် square root of 25 minus 2ဆိုတော့ root 23ဟုတ်ပြီနော်ဒါဆိုရင်ရှင်ကျွန်တော်ကတန်တဲ့ ratio တွေရှာလို့ရပြီနံပါတ် A က cos theta သည် A by H A က root 23 H က 5နံပါတ် B က tangent theta သည် O by A O က root 2 A က root 23ဟုတ်ပြီနော်အဲ့တော့ကျွန်တော်အပေါ်အောက်ကဘာနဲ့မျှောက်မလဲဆိုရင် root 23နဲ့မျှောက်မယ်အောက်မှာက root 23ဆိုတော့ကျွန်တော်ဘာရမလဲဆိုရင်23ရမယ်ပေါ်မှာက root 46ဟုတ်ပြီ number C 1 minus sin square theta 1 minus sin square theta sin square theta ဆိုတာ sin theta ကို the whole square တင်ထားတာ sin theta the whole square ဟုတ်ပြီနော်အဲ့တော့1 minus root 2 square က2 5 square က25အဲ့တော့1ကိုမျိုးလုံးထဲမှာ25 by 25လို့မြင်မယ်ဒါဆို25 minus 2ဆိုတော့23 by 25ဟုတ်ပြီနော်နံပါတ် D ကကြတော့ sin theta plus cos theta sin theta က root 2 by 5 cos theta ကကျွန်တော်ရှာထားတဲ့ root 23 by 5နော်အဲ့တော့ပိုင်းခြေချင်းတူတော့ပိုင်းဝေချင်းချင်းပေါင်းမယ် root 2 plus root 23နံပါတ် E ကကြတော့ကျွန်တော်က cos theta minus sin theta by tangent thetaအဲ့တော့ cos theta က root 23 by 5 root 23 by 5 minus sin thetaက root 2 by 5 tangent theta က root 46 by 23ဒီနော်အဲ့ဒါကိုရှင်းမယ်အပေါ်ကပိုင်းခြေတွေတူတယ်ဆိုတော့ပိုင်းဝေချင်းချင်းပေါင်းလိုက်မယ် root 23 minus root 2 by 5အောက်မှာက root 46 by 23ခြေလို့မရအောင်เนาะခြေတို့ကဒါဆိုရင်ခြေတို့ကroot 23 minus root 2 by 5ကို root 46 by 23နဲ့စားထားတာเนาะအစားကိုအမြောက်ပြောင်းလိုက်မယ်အောက်ကဟာကိုပြောင်းပြန်နိုင်မယ်เนาะ23 by root 46နော်ဒါဆိုရင်ခြေတို့က5 root 46 23 into root 23 minus root 5ဒီမှာက root 23 minus root 2เนาะ root 23 minus root 2 root 23 minus root 2ဒါဖြစ်လိုက်တော့မယ်เนาะ root 23 minus root 2 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 ဒါ
ဒါကဒီ 46 ကိုတခါလေး rationalize လုပ်လိုက်မယ်အပေါ်က root 46 နဲ့မြောက်လိုက်မယ်နော်ဒါဆိုရင် root 23 minus root 2 by 5 into 23 root 46အခု 46 ဆိုတော့ root 46 or 46ရမယ် into 2ဟုတ်ပြီနော်အဲဆိုအောက်မှာ10အောက်မှာက10ရတယ်အပေါ်မှာက10ရ root 46 into root 2ရယ် root 46 into root 23ရယ်အဲ့ဒါနေကျွန်တော်ဘာထုတ်လို့ရမလဲဆိုလို့ရှိရင်ထုတ်ပြီးပေါ်လေးမှာဆက်တက်လိုက်မယ်နော်အပိုင်းကြီးက10အဲ့တော့ root 23 minus root 2 root 46ကိုခြာဒီလိုခွဲရေးလိုက်မယ်နော် root 46ဆိုတာကွယ်23 into 2မလားဒါဆိုရင်အပေါ်ကို root 23နဲ့ root 2နဲ့ခွဲရေးလိုက်မယ်နော်အဲ့နဲ့ဝင်မြောက်မယ်ပေါ့အဲ့တော့ဒီထဲဝင်မြောက်မယ်အဲ့တော့ root 23နဲ့ root 23နဲ့မြောက်တော့23နောက်မှာ root 2ကျန်တယ်နော် root 2 minus အဲ့တော့ root 2နဲ့ root 2နဲ့ရဆို2ဆိုတော့2 root 23ရတယ်နော်